လူတွေကကျွန်တော်ကိုဖလန်တယ်ဘာကအကိုဆိုင်ခွဲတွေအများကြီးနဲ့လုပ်ငန်းရှင်ကိုလက်ဆိုပြီးတော့တိကျတယ်ဆိုပေမဲ့ဟိုအရင်လွန်ခဲ့တဲ့19နှစ်ကတအိမ်ဝင်တအိမ်ထွက်တဆိုင်ဝင်တဆိုင်ထွက်နဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့ပန်းနေအသီးတွေအပွင့်နေအရွက်တွေရှိသမျှဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုအဖွားနဲ့အတူတူချင်းတောင်လေးထမ်းပြီးတော့မှလိုက်ရောင်းခဲ့တဲ့ခုနှစ်သားချင်းနှစ်သားကောင်းလေးဆိုတာကိုရောသိကြလားတကယ်တော့ကျွန်တော်တို့ဘဝတွေကအစကတည်းကလာပမနေခဲ့ပါဘူးအမေ1 byte ထဲကကျွန်တော်ထင်တယ်ဟို9လ6လသားအရွယ်ကလေးကအဖေနဲ့အမေနဲ့စကားများပြီးတော့ကွဲခဲ့ကြတယ်ကျွန်တော်အသက်တော်တော်ရတဲ့အထိအဖေဆိုတဲ့စကားလုံးကိုမခေါ်ခဲ့ရပဲကြီးပြင်းလာတဲ့သူပါအမေတယောက်ရဲ့ရုန်းကန်မှုအဖွားအမားနဲ့ကြီးစုစောင့်ချောက်ခဲ့တဲ့ဘဝနဲ့ပဲကျွန်တော်ဒီစေးတဲ့ဘဝကိုစတင်ခဲ့တာမရှိပေမဲ့လည်းမိဆောင်ဖားဆောင်မရှိပေမဲ့လည်းအားငယ်ပြီးတော့လမ်းမမရောက်အောင်ကိုချီတော့ကိုရက်တည်နိုင်ပြီးတော့မှကျွန်တော်အမေနဲ့မိသားစုတွေအကုန်လုံးကိုလွတ်ကျွေးနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပဲမရမနေဟိုးအရင်ငယ်ငယ်ကလေးကစူးစမ်းလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီတော့ကရခဲ့တဲ့ရိုးသားမှုနဲ့တိခတ်မှုတွေစေးရောင်ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ပဲကျွန်တော်ဒီနေ့ခေတ်ဖလန်တယ်ဘာဆိုင်ခွဲလေးဆိုင်ချစ်ခေါ်ထူရာဟိုအထည်ချုပ်လက်ကားတိုင်နဲ့ PKK Fashion Shop တို့အထိတွန်းပို့ပေးခဲ့တာပါယုံကြည်ပြီးတော့အားပေးကြတဲ့ဝယ်သူတွေနဲ့အတူအခုဆိုရင်ဝန်ထမ်းအယောက်40ကျော်ကျော်ကိုအလုပ်အကန့်အခွင့်အလမ်းပေးနိုင်ခဲ့ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုဖွင့်ဟပြောရတဲ့အကြောင်းရင်းကကြောင်းဝါခြင်းလုံးဝဟုတ်ပါဘူးမမမိသားစုအရှင်အကြောင်းပဲဖြစ်စေနောက်ခံအကြောင်းမျိုးမျိုးအကြောင်းပဲဖြစ်စေအားငယ်စိတ်တက်ကြနေတဲ့လူငယ်တွေကိုခွန်အားတစ်ခုခုပေးရှင်လို့ပါဒီပမစုံလင်တာဆင်းရဲနေတာကိုယ့်ရဲ့အနာဂတ်ကိုမဆုံးဖြတ်နိုင်ပါဘူးကိုယ့်ရဲ့မချောသောဆွဲနဲ့ဝိရိယကသာကိုယ့်ရဲ့အနာဂတ်ကိုဖန်တီးပေးမှာပဲဖြစ်ပါတယ်ဘဝမှာပဲနေရာကပဲစတင်နေခဲ့ပါစေရိုးရိုးတသားနဲ့အာမချောတန်ကြိုးစားနေရင်တနေ့မှာကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုမလွဲမသွေရောက်နိုင်မှာပါလိုက်ရဲ့ရှေ့ဆက်မဲ့လုပ်ငန်းခရီးစဉ်ကျွန်တော်တို့ဘဝအတွေ့အကြုံတွေကိုဒီမှာပဲပွင့်ပွင့်လင်းလင်းဆက်လက်ပြီးတော့ညဝေပေးသွားမှာမို့လို့ကျွန်တော်ရဲ့ခရီးစဉ်နဲ့အတူတူစောင့်ကြည့်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ကဲအားလုံးပဲကျေးဇူးများတင်ပါတယ်